ဟုတ်ကဲ့ဒါကျွန်တော်တို့နားရီမျိုးတော့မြင်းနေကုန်းနားမှာဖြစ်ပါတယ်နှစ်ရှည်ဒီနေရာမှာမိုးနေနဲ့များတာနဲ့ရေရေရှမ်းမှုဖြစ်တဲ့နေရာမှာကျွန်တော်တို့ကရင်ပြည်နယ်လွတ်တော်ဒုက္ခရနှစ်တော့မြောက်ရီခရိုင်မျိုးနယ်တာဝန်ရှိသူများလာရောက်ကြည့်ရှုနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ကရင်ပြည်နယ်လွတ်တော်ဒုက္ခရဦးဝင်းမင်းထွေးနဲ့မြောက်ရီခရိုင်မြို့နယ်တာဝန်ရှိလူကြီးမင်းများလာရောက်ပြီးတော့မှမိုးနေနဲ့များတာနဲ့ရေကြီးရေရှမ်းမှုဖြစ်တဲ့နေရာမှာလာရောက်ကြည့်ရှုနေခြင်းဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်တို့လွန်ခဲ့တဲ့14-15နှစ်လောက်ကဆိုရင်တော့ဒီသရားကြီးရတာအောက်မှာလူတရက်လွတ်တယ်အခုကတော့မြေနယ်တိုင်းမှာပဲကျွန်တော်တို့ရေကြီးတွေကပိတ်ဆို့လာတဲ့ခါကျတော့ရေစီးရေလာလုံးဝမရှိတော့အဲ့ဒါကိုလာရောက်ကြည့်ရှုနေခြင်းဖြစ်ပါတယ်အခုကတော့မှတရားအရင်တော့လွန်ခဲ့တဲ့14-15နှစ်လောက်ကဒီတရားကြီးကလူတရက်လွတ်တယ်အခုတော့မြေနယ်တိုင်းမှာပဲတရားအောက်ထက်မှာကျွန်တော်တို့မြေကြီးတွေကပိတ်ဆို့သွားတာအမြေကြီးပိတ်ဆို့တဲ့အခါကျတော့ရေစီးရေလာမကောင်းတော့ကျွန်တော်တို့မြောက်ဒီကျွန်တော်တို့မြေနေကွန်လမ်းစုံမှာအများတန်းရေကြီးရေကျမှုဖြစ်နေတာဖြစ်ပါတယ်ဒါကိုဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲဆိုတာကိုကျွန်တော်ကရင်ပြည်နယ်လွတ်တော်ဒုက္ခရနှစ်မြောက်ဒီခရိုင်မြို့နယ်တာဝန်ရှိသူများကြည့်ရှုစစ်ဆေးနေခြင်းဖြစ်ပါတယ်